စစ်ပြီးတော့ခါကြတော့ပြန်တောင်းလာပြီးတော့တရဥပြီးတော့နားတယ်အခုပွဲတွေလာငားတယ်လက်မခံတော့လုံးဝကိုလက်မခံတော့ကျွန်တော်ဆိုင်နဲ့ကျွန်တော်တော့ပွဲဇက်တိုက်ဆိုရင်ကျွန်တော်လိုက်တာဘာလို့ဆရာဥစွညိုစကားနားတယ်ထည့်ပြီးပြီဆရာခက်တဲ့ဆရာဥခက်တဲ့ကကျွန်တော်ဆုံးမကျွန်တော်ရဲ့ခွေတွေကျွန်တော်ရဲ့ဟာလိုင်းပေါ်တက်တော့မောင်ပြားကြီးပြားပါလာအောင်กว่าဟုတ်ဆရာဝါကောင်းတော့ဝါတာမှန်တယ်မင်းသွားကောင်းတော့ဝါရတယ်သွားမကောင်းရင်ဝါမရဘူးဒါပေမဲ့အမြဲတမ်းဝါနဲ့သွားတာကြာမဝါရဘူးတော့မေတ္တာကိုသူညာနဲ့မတူစပိမြင့်လေဆရာတွေကတော့ဆုံးမဆရာဥမေတွေလည်းဆုံးမဒါတော့ဗိသိက်ဆိုတဲ့တမိုင်းကြီးကိုပရိသတ်ရဲ့နယ်ပယ်တွေကနေပြီးတော့ဒါပါပဲကွာလို့ပြောမှကြောက်တယ်စာပွေစုဆောင်းထားတဲ့စာပေတွေပရိသတ်ပေါ်မှာတကန့်ချင်းကျွန်တော်ထုတ်ပြပေးတာပါကြိုက်ကနေတော့ကျွန်တော်လင်ပယန်း2ယောက်တောင်းဆိုတာကပိတ်တဲ့အကြောင်းတောင်းဆိုကျွန်တော်မိဘဝစီကံနဲ့ဆုံးလာအဲ့ဇာတ်ကျွန်တော်မခင်းဘူးအဲ့ဒါအတန်ပါမှာခင်းကောင်းနော်မိဘနဲ့ပတ်သက်တဲ့ဇာတ်ထုတ်တွေကျွန်တော်ခင်းလာမြေခိုးတဲ့ကိစ္စတိတ်ကမာကြီးကျွန်တော်ဆေးသုံးလုံးဆရာဦးမင်းတွေဟာကျွန်တော်ခင်းပြနောက်မဟာကပိနမြောင်မင်းအကြောင်းကျွန်တော်ဇာတ်ထုတ်တွေအများဆုံးခင်းပြပြပြိတ္တပေါ့နောက်တစ်ခါမောင်ပိုးမောင်ညိုဖအေးဖြစ်ပြီးတော့တာသမီစားဖို့ရနိုးစီဘူးလေးလုံးဆိုင်ချီတာတေကန်ဒီအဲ့ဒီစိတ်ဆွဲပြီးတော့နှစ်ဘဝတိရစ္ဆာန်ဖြစ်တဲ့ဇတ်ထုတ်
ကျွန်တော်အဲ့ဒါမျိုးတွေအများဆုံးခင်းခဲ့တာဆိုတော့ပရိသတ်ကဒါတွေကတချို့ကလိုက်မော်ကကြားပြီးဥရှိပဲအဲ့ဒါလုပ်ပေါ့ခင်ဗျားတို့ကလုပ်ပေါ့ပြောကျုပ်ကတစ်ခါမြောက်ပြီးနောက်တစ်ခါအဲ့ဒါခေါင်းနဲ့ပေါ်လာပေါ့ဘာလို့ဆိုထောက်လျှောက်ကြည့်သွားရတာဆိုတော့လေအဲ့တော့ကျွန်တော်ပြန်ပြီးစဉ်းစားမှတခါနေကိုကလိုက်မော်ပြန်ကြည့်ငါဒီစကားပြောတယ်ဟာပြန်စဉ်းစားရလို့ကဲအခုတော့လည်းလည်းဒီပြင်မလို့ဥမနော်ကျွန်တော်ရဲ့တပည့်ဒါကြော်မတော်မှာအာကူရတဲ့ဒီချမ်းရဲ့ကိုဝိုင်းပေါ်အခုတဲ့ကျွန်တော်တော့မရဘူးတော့ကိုမကဲအဲ့လိုဆိုမြောက်ပြလို့တခန်းဆိုပြီးပြောပြီးကြိုက်ကျွန်တော်မသိသေးဘူးမိဘကတော်ကပြီးမှသူ့အကုန်အပ်ခဲ့တယ်သူရှေ့ပိုင်းကတော်ကလေးသူ့လုပ်ပြီစီကြိုက်